ဒါတော့ကျွန်တော်တို့ကမုံကြော်တဲ့နေ့ဒါတော့မုံကျုပ်ကြော်နေရပါတော့မုံကျုပ်ကြော်နေရဟိုမှာအစ်စ်တို့မုံကျုပ်အဲ့မှာမုံသွားပါလားဒီနေ့ကအကြော်နေ့မုံကြော်တဲ့နေ့ရောမှာမနေ့ကမှဖျားလို့မနေ့ကမှဖျားဟုတ်တယ်နော်မုံကျုပ်ဖာပြီးတော့မတ်တယ်လောက်တဲ့နေရောရအမေတို့ကမဝဲတို့နောက်သူရောဒီအကြီးကတော့လာမလို့တိုက်တာအကြီးတော့အကျန်းတော့အညာမြေရဲ့ကိုယ်တိုင်လောက်တဲ့မုံလေးတွေပါလောင်လေရတဲ့ဟုတ်တယ်မကျညို့ကြောက်ညီပါတော့မှသူသမီးကိုပြလိုက်စမ်းသူသမီးပါဟဲ့ပါတယ်ညအကြီးနေဦးလားမလေးကလေးလေးတွေလောက်တာပါလှုပ်လိုက်လေဒါဖြစ်တဲ့ဟုတ်တယ်အဲ့လိုပေါက်လိုက်နော်ရပြီးမှငါအတံပြန်ဖက်ပြီးမှစကားပြောတော့ဟုတ်ခွက်မုံကိုဝါပေးချရိုက်ပြောပြီးတော့ဒါကြီးကအလုံးငှားနေမှာနော်ဒါဘယ်လိုအညီအေးတဲ့တော့တန်းရပြီလားကျော်ပြီးသားဟိုရဒါလည်းမကောင်းဘောအားတန်ကိုမှာဒီဘယ်ချင်းရောက်တာကျော်ပြီးသားဟို3ရက်ရှိပြီရတော့ညူမလားဟမ်ညအိုက်သိန်းသားကြီးကြာသိန်းသားရဲ့နေလေတော့ဒါကလက်ကောက်ပဲတို့လည်းပေါင်းနိုင်ရလေဟောတဲ့ဘင်းရတဲ့ကိုကိုရွာပုံမီမရတော့မနေကြရဲ့ညမြအများလိုက်ထည့်လိုက်တော့ရင်ဟုတ်ရဘုကသားရပါပြီဟိုဘကိုရတာဟောစီကဘာမဟုတ်ဟုတ်ကျတဲ့ခါတည်းကိုမူလို့ရတာမူကနော်ဟုတ်လို့ရတာခဏတို့အဝါရရဟိုလေဒါဟိုကစီပြန်ခတ်ရအောင်မီးတွေနောက်ဆုံးချုပ်